အဲ့တော့ကိုစီသူ့ကိုဝေဖန်တိုက်ခိုက်လို့မရအောင်လို့ကိုသူကစနစ်ကြလွန်ပါတယ်ကျွန်တော်သူ့ကိုဝေဖန်လို့မရဲပါဘူးဝေဖန်လို့လည်းမနိုင်ပါဘူးနော်ဘာကြောင့်လဲစင်းအင်းနဲ့တည်တည်ချာချာကိုဖြောက်မှတ်တဲ့ထောက်ပို့မျိုးခုနောက်ပိုင်းမှာဒါထောက်ပို့လုပ်မယ်ဟိဆိုဒါမျိုးထောက်ပို့ပဲဖြစ်တင်ပါတယ်နောက်ပိုင်းမှာကိုမောင်နဲ့ကိုစီပွဲလည်းမပြီးသေးဘူးနော်ကိုစီကထောက်ပို့တယ်မှာယူသားတယ်ကိုစီကိုသွားတိုက်ခိုက်ရင်ခင်ဗျားတို့အားလုံးခံသွားရလိမ့်မယ်ကိုစီမပြိုဘူးဆိုတော့ကျွန်တော်ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့ထောက်ပို့တယ်မှာကျွန်တော်တို့ဟိုအရင်တည်းကောင်ရစာလုံးစကလေးကကျွန်တော်ပြောခဲ့တဲ့စကားရှိပါတယ်အဲ့ဒီစကားလည်းအခုတည်းမပြတ်ပါဘူးခင်ဗျားတို့ထောက်ပို့တယ်ဗျာစီးမရှိအင်းမရှိနဲ့ဒါအမှန်တကယ်ပြောခဲ့တာပဲဒီစကားတော့ကျွန်တော်နောက်မရအောင်နော်စီးမရှိအင်းမရှိဘူးခင်ဗျားတို့လည်းစီးစစ်ပိုင်ခွင့်ရှိတာမဟုတ်ဘူးဒါကကျွန်တော်အဖြစ်ရှိတရားကိုထောက်ပြတာဖြစ်တယ်ဒါပေမဲ့ဒီဟာတွေအားလုံးကိုထောက်ပို့တဲ့အားလုံးထဲမှာတကယ်တော်လန်ရေးပေါ့တော်လန်ရေးကိုလှုပ်သွားတာကိုစီပဲအဲကြောင့်သူစီးအင်းတေချာထောက်ပြတယ်နော်အဲ့လိုထောက်ပြရဲတော့ထောက်ပို့တယ်မှာတော်တော်ရှားတယ်လို့ပြောလို့ရတာပေါ့ဗျာနော်ရှိမှာပါအစင်းအင်းမထောက်ပြတော့လဲယူသားဖြောင်းမဲ့တယ်လည်းရှိမှာပါဒါပေမဲ့လည်းစင်းနဲ့အင်းနဲ့ဆိုတော့ပို့ပြီးတော့အမြင်ရှင်းတာပေါ့ဗျာနော်အဲ့ဒီတော့ကြောင့်မို့လို့ကိုစီလိုမျိုးစင်းအင်းနဲ့တိတိကျကျပြတ်သားသားနော်ယူသားလုံနိုင်တဲ့ထောက်ပို့မျိုးခင်ဗျားတို့သွားတိုက်ခိုင်းခင်ဗျားတို့ခံသွားမှာပေါ့ကြာရင်ခင်ဗျားတို့ကိုစီစင်းရင်ရှင်းတယ်နေမှာစင်းရင်ရှင်းတော့မင်းတို့စင်းရင်ရှင်းတော့တောင်းဆိုလာလို့ရှိရင်တော့ပတ်ပြေးလို့မရအောင်နော်။ဘာကြောင့်လဲဆိုတော့ကိုစီကကြတော့နိုင်ငံရေးအပြည့် reaction ပေါ့နော် reaction တွေလုပ်နေတာ။ reaction လုပ်တဲ့အခါမှာနိုင်ငံရေးလောကသားတွေဘယ်သူဘလို့ပြောင်းလဲနေဆိုတော့ကိုစီကောင်းသိတယ်။နိုင်ငံရေးဆိုတော့တသက်မှတ်မသွားဖြစ်ပေါ်ပြောင်းလဲနေတယ်။အဲ့တော့နိုင်ငံရေးအပြည့်တဲ့ကိုစီကအမြဲတိုးတက်နေတယ်။တိုးတက်နေတဲ့အခါမှာနိုင်ငံရေးအပြည့်ဖြစ်ပေါ်ပြောင်းလဲမှုကိုသူပြောတယ်။ပြောတော့သူကအမြဲတမ်းတိုးတက်ပြီးတော့ကျွမ်းကျင်တယ်ပြောရမှာဆိုရှင်အဲ့တော့ तू ဘာလုပ်တင်တယ်ဆိုတာကို तू သိအဲ့ကြောင့်မလဲထောက်ဖို့ဆိုတာအရင်ထောက်ဖို့တွေကိုအရင်ထောက်ဖို့နဲ့ तू နဲ့မတူအောင် तू နေတယ် तू စင်းနဲ့အင်းနဲ့ပြီးရင်ဘယ်လိုခေါ်မလဲဆို NUG ရဲ့ MOD အောက်ကနေ तू သွားတယ်သွားပြီးတော့သူ့ကိုပြောစရာဘက်ပေါင်းသွားနေပြောဝေဖန်တိုက်ခိုက်လို့မရအောင်သူ့ကို तू လုံခြုံအောင် तू အမှန်တည်းမှန်ကန်လုပ်တယ်ဟုတ်ပြီနော်အဲ့တော့ तू ဟာအမြဲတမ်းတိုးတက်နေတာဒါပေမဲ့နိုင်ငံရေးလောကမှာလူက2မျိုးလောက်ရှိတာဟုတ်2မျိုး3မျိုးလောက်ရှိတယ်နောက်တစ်မျိုးကဘာလဲဆိုတဲ့ခါကျတော့သူတို့ကနိုင်ငံရေးမှာဘယ်ခေါ်မလဲတော်လန်ရေးမှာပေါ့နော်တော်လန်ရေးမှာလုံနေတယ်မတိုးတက်ခဲ့တဲ့သူတွေပေါ့ဘာကြောင့်လဲဆိုတော့သူတို့အလုပ်ကိုပဲသူတို့လုပ်ပုံရပါတယ်တခြားနိုင်ငံရေးသူတို့စိတ်ဝင်စားပုံမရဘူးသူတို့စိတ်ထဲမှာတမတော်ထားပါတော့ Omen Online နော်တော်လန်ရမယ်အာနာရှင်ကိုတော်လန်ရမယ်ဆိုတော့ယူသားတဲ့စိတ်လေးတစ်ခုပဲရှိတယ်အဲ့ဒီယူသားတဲ့စိတ်လေးတစ်ခုနဲ့ပဲသူတို့တိုက်ပွဲဝင်တယ်အဲ့တော့တိုက်ပွဲဝင်တဲ့ခါကျတော့ကြံတဲ့နိုင်ငံရေးသူတို့မလေ့လာဘူးသူတို့စိတ်ထဲမှာသူတို့နေ့သူတို့ကလုပ်နေတာကငါထောက်ဖို့လုပ်ရမယ်ငါဘယ်လိုခေါ်မလဲဆိုရှင်ငွေကြေးကောက်ခံရမယ်ပြီးတော့ရှင်ငါတော်လိုင်းတက်ဖွဲ့တွေငါထောက်ပံ့ရမယ်ဆိုတော့ဒီထဲမှာပဲသူတို့ကခေါင်းဘယ်လိုခေါ်မလဲဆိုတော့သူတို့ရဲ့အာယုံစိုက်ထားတဲ့အတွက်ကြောင့်မို့ကြံတဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေအခုချိန်ထိသူတို့မသိဘူးပေါ့နော်အဲ့ဒါတွေကလွန်ခဲ့တဲ့4 နှစ်လောက်ကအတွေးမြင်ထဲမှာပဲသူတို့ကရှိနေတော့ဝင်ဖြစ်တယ်အဲ့တော့သူတို့တွေအနေနဲ့ဒါပဲသူတို့ကြီးခါကြတော့ညစ်ကျင်းသွားတဲ့ခါကျတော့ရည်စည်းတန်သွားတဲ့ပုံစံမျိုးပါအတွေးမြင်နေတဲ့ကျင်းသွားတဲ့ပုံစံမျိုးဖြစ်တယ်။ဒါပေမဲ့နိုင်ငံရေးတော်လှန်ရေးကဖြစ်ပေါ်ပြောင်းလဲမှုတွေအများကြီးအဲ့ဒီ4 နှစ်တွင်5 နှစ်တွင်မှာဖြစ်ပေါ်လာတယ်ရှိတယ် AI နေပေါ်လာတယ်ဟုတ်လားပြီးတော့တော်လှန်ရေးရဲ့နိုင်ငံရေးရဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေ NUG တဲ့ခုဆိုလက်ရှိ NUG ကိုယ်တိုင်ပင်မိမိတော်လှန်ရေးမှာတည်တည်ချာချာကိုပြန်လဲပြီးတော့စီးနဲ့ကန်းနဲ့ဆောင်ရွက်နေရတယ်စီကန်းချက်မှတ်မှုဆောင်ရွက်နေရတယ်ရှိလာပြီเนาะအဲ့တော့တော်လှန်ရေးကအရင်တော်လှန်ရေးပုံစံပို့တော့ဒါပေမဲ့တချို့တော့ဒီဒေါ်လာရင်းသမားများသည်ဟိုရင်တော့ကစိတ်အတွေးမြင်မဲ့ရှိသေးတယ်တိုးတက်ပြောင်းလဲလာမှုကျွန်တော်မတွေ့ရဘူးနော်။ဘာကြောင့်လဲဆိုတော့လုတ်ပုံကင်ပုံတွေကစဟိုရင်ကပုံစံတိုင်းဟိုရင်တော့ကဟာလူကြလူတာပေါ့။ဒါနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ကဟိုရင်တွေကသိပါဗျာဒါနဲ့ပတ်သက်လာရင်မြန်မာပြည်သားများဟာယုံကြည်လို့လူတာပဲရှိတယ်သူတို့ဘယ်တော့မှလက်မှတ်မတောင်းထောက်ထားမတောင်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့လွန်ခဲ့တဲ့4 နှစ်5 နှစ်တော့ကျွန်တော်ပြောတယ်ခမ ्या တို့တွေလူတာလူဒါမဲ့လာလူကောက်တဲ့သူတွေမှာခမ ्या တို့ချလန်နေပြီဖြစ်ပေါ့တက်တည်ထောက်ထားပြန်တောင်းဖို့မမေ့နဲ့ဆိုကျွန်တော်မကြောက်ပြောတယ်အဲ့ဒီစကားကိုလည်းကျွန်တော်အဲ့ထဲကလည်းပြောသလိုအခုချိန်ထိလည်းဒီစကားကိုကျွန်တော်မှတ်မိနေတော့ပဲဖြစ်တယ်ဒါမဲ့အဲ့တုန်းကတော့သူတို့လူလည်းများတယ်လေလုံးမလုံးနိုင်တာရှိမှာပေါ့ဒါမဲ့တော်လန်ရေးခစ်ကြလာသည်နဲ့အမျှတော့ဒါမျိုးပေါ့ကိုယ်စီမှာအလှခံလာခံတဲ့သူဆိုလို့ရှိရင်ချလန်ဖြစ်နော်တက်တည်ထောက်ထားဖြစ်တောင်းပါ
မတောင်းလို့ရှိရင်အဲ့ဒီပိုက်ဆံကဘုရုစီလာကောက်တဲ့သူကလည်းကျွန်တော်အတိုင်းအတာတစ်ခုထိပဲဘယ်သူမှကျွန်တော်ပြောချင်တာယုံကြည်မှုဆိုတာအတိုင်းအတာတစ်ခုတည်းလွန်ကဲလို့မကောင်းပါဘူးเนาะအဲ့တော့ဒါမျိုးတွေကကျွန်တော်မျက်စိရှင်းမှာခောက်တော်လိုင်းဆိုနောက်မှာပါဗျာဟုတ်အရင်ကကျွန်တော်ဒုံမဲ့20ကျော်လိုက်တဲ့အတားတွေကိုရှေ့ကျွန်တော်မျက်စိရှင်းမှာဖြတ်တန်းခဲ့တာပါเนาะတချို့ဆိုလို့ရှိရင်လည်းပိုက်ဆံကောက်ဆိုသွားကောက်တယ်ဟိုကလည်းတကယ်ယုံကြည်တဲ့သူတွေကဘာချလန်းမှမတောင်းဘူးတော်သားတော်သူတောင်းသားတွေဆိုတော်လိုင်းပေးတာပဲပေးတဲ့ခါမှာဒါကျွန်တော်မျက်စိရှင်းဖြစ်တဲ့ကိစ္စတော့ခုຫນွေဦးတော်လိုင်းနဲ့မဆိုင်ဘူးเนาะဟိုအရင်ကအကျွန်တော်မျက်စိရှင်းမှာအဲ့ဒီပိုက်ဆံတွေကိုလာကောက်တဲ့သူက80ရာခိုင်နှုန်းပဲယူပြီး20ရာခိုင်နှုန်းပဲဟိုပြန်ပေးတာလက်မှတ်ချလန်တွေအားလုံးကိုဟိုကဘာမှမတောင်းတဲ့ခါကျအဲ့လက်မှတ်ချလန်တိုင်းပြန်ပေးလိုက်တာဒါမျိုးဖြစ်ရတယ်ကျွန်တော်မျက်စိရှင်းမှာရှိတယ်ဖြစ်ခဲ့ဘူးလေအဲ့ဒီအတွေ့အကြုံမှာအခြေခံပြီးတော့ကျွန်တော်ຫນွေဦးဒေါ်လာရေးဆက်စမှာခင်ဗျားထောက်ဖို့တွေဒီလိုလုပ်တင်တယ်နော်ကျွန်တော်ဒီလောက်တော့မဝေဖန်သေးဘူးလားဗျာဘာကြောင့်ကျွန်တော်အတွေ့အကြုံပေါ်မှာအခြေခံပြီးတော့ပြောတာဟုတ်အဲ့တော့အဲ့ဒီအတွေ့အကြုံပေါ်မှာအခြေခံပြီးတော့ပဲအခုလက်ရှိဖြစ်နေတဲ့အချိန်မှာထောက်ဖို့တွေအနေနဲ့ဟိုအရင်တုန်းကပုံစံပဲပေါ့နော်ဟိုဥမာဖြစ်ဒေါ်လာရေးနဲ့စန့်ကျင်ဖီလာတဲ့သူတွေကိုဘောမဆဲပြီးတော့နော်အလူခံတဲ့အလုပ်ကလေးတစ်ခုလောက်ထိုင်လုပ်နေမယ်ဟဲ့ဆိုလို့ရှိရင်မဟုတ်သေးဘူးဒေါ်လာရေးဖြစ်ပေါ်ပြောင်းလဲမှုမှာအခုဒေါ်လာရေးသမားတွေအဆင့်မြင့်လာပြီဒေါ်လာရေးလုပ်နေတဲ့ညီငယ်တွေပင်ရင်နိုင်ငံရေးဘုသူတာတဲ့အရန်ကိုကျွေသွားလာပြီကျွန်တော်လက်ခံစကားပြောနေတာကျွန်တော်၄နှစ်ရှိပြီဒေါ်လာရေးသမားတွေကိုလက်ခံစကားပြောနေတာဟိုတစ်နှစ်လောက်နဲ့မတူတော့ဘူးကျွန်တော်တို့လည်းဘလို့မှသူတို့ကိုရှင်နိုင်ပြီးတော့ပြောဖို့တော့မှမလွယ်တော့ဘူးနော်မလွယ်တော့အခြေအနေမျိုးဖြစ်လာတယ်တွေးမြင်နေအရန်အောင်တိုးတက်လာပြီပြီးတော့ဒေါ်လာရေးထောက်ခံတဲ့သူတွေကလည်းအရင်ကထောက်ခံတဲ့သူတွေနဲ့မတူတော့ဘူးအတွေးမြင်နေအရန်အောင်မြင်လာပြီအဲ့တော့ဒီလိုအတွေးမြင်နဲ့ဒီပေါ့ဒေါ်လာရေးထောက်ခံတဲ့ဒေါ်လာပြည်သူတွေကိုဥဆောင်တဲ့အခါမှာဟိုရင်ကလို့အားလုံးပေါ့ခံစားချက်ပေါ်မှာအခြေခံတဲ့သူတွေကိုဥဆောင်လို့မရတော့ဘူးအတွေးမြင်တော့ဒေါ်လာရေးအားပေးသူတွေကိုထောက်ခံတဲ့သူတွေကိုဥဆောင်မဟိဆိုရှင်ကိုစီလိုမျိုးဥဆောင်မရမယ်။ဘာကြောင့်လဲသူတို့ကမေးခွန်းတွေပြန်မေးတော့မှာအရင်လည်းမတူဘူး။အဲ့တော့ဒါပေမဲ့တချို့ထောက်ဖို့များသည်ဟိုအရင်နှုံးကပုံစံအတိုင်းပဲဆက်လက်သွားနေတာတော့တွေ့။အဲ့တော့ဒါကလည်းကိုစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်တာလေးပါနော်မြင်တာလေးပါဒါအပြစ်ပြောတာလည်းမဟုတ်ဘူးဒါပေမဲ့တော့လှုပ်ထုံးလုံနည်းလေးတွေတော့ရှိတဲ့ရှိထိုက်တာလေးတော့ကျွန်တော်အနေနဲ့ပြောခွင့်မရှိဘူးလားပြောခွင့်ရှိတယ်နော်အဲ့တော့ကိုစီသူ့ကိုဝေဖန်တိုက်ခိုက်လို့မရအောင်လို့ကိုသူကစနစ်ကြလွန်ပါတယ်ကျွန်တော်သူ့ကိုဝေဖန်လို့မရဲပါဘူးဝေဖန်လို့လည်းမနိုင်ပါဘူးနော်ဘာကြောင့်လဲစင်းအင်းနဲ့တည်ချာကိုဖြောက်မှတ်တဲ့ထောက်ပို့မျိုးခုနောက်ပိုင်းမှာဒါထောက်ပို့လုံးမဲ့ဟိဆိုဒါမျိုးထောက်ပို့ပဲဖြစ်တင်ပါတယ်နောက်ပိုင်းမှာနော်အရင်တုန်းကလိုမျိုးပေါ့နော်ဟိုအမြင်မတူတဲ့သူတွေကိုဆဲလိုက်ထောက်ပို့လေးလုပ်လိုက်ဆိုတာအတွေးမြင်ကတော့အခု2026မှာနည်းနည်းလေး version အသစ်ပေါ့ upgrade လုပ်ဖို့လိုအပ်နေတယ် version မြင့်ဖို့လိုအပ်နေပါပြီထောက်ပို့လေနော်အဲ့တော့ကိုစီက version မြင့်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူလုံခြုံတယ်သူမကြပါဘူးဘာသူမှဝင်းရံတဲ့သူတွေရောသူ့ရဲ့အမှန်တရားအတွက်နံပါတ်1ချက်ဗျာအခုကိုစီကိုဝိုင်းတိုက်ခိုက်တဲ့ခါမှာကိုစီဒီသူ့ရဲ့ထောက်ပို့လုပ်ငန်းမှန်ကန်မှုကိုသူချပြနိုင်တယ်သူ့ရဲ့အကျိုးစီးပွားပဲသူ့အတွက်ဘယ်ကောင်မဆိုတော့တိုက်ခိုက်လေသူကပုံမြင့်သွားလေဖြစ်သွားတယ်ထောက်ပို့တယ်မှာအယုံကြည်ရဆုံးပေါ့ကျန်တဲ့သူတွေကမယုံလို့ပြောတော့မဟုတ်နော်လုံနေကင်ကြီးမှာအယုံကြည်ရဆုံးလို့ပြောတာကျန်တဲ့သူတွေသူတို့အကျိုးအကြောင်းတော့ရှိမှာပေါ့ဘာကြောင့်မို့လို့စီရင်မထုတ်ပြန်လဲနော်ဘာကြောင့်မို့လို့ဒါတော့သူတို့ရဲ့အကျိုးအကြောင်းရှိမယ်ဒါမဲ့တော့ထောက်ပို့လုပ်တယ်ဆိုတာဒီလိုလုပ်ရတယ်ကွာဆိုတော့ကိုစီကဥဆောင်ပြသနေတာဖြစ်တယ်နော်သူလုပ်တဲ့ပုံစံစနစ်ကြတယ်လေဟုတ်တယ်အတ္တဟိတပရဟိတဆိုတာနှစ်ခုညီမရတာပရဟိတကြီးပဲသွားနေလို့မရအောင်အဲ့တော့လုပ်နေတဲ့သူတွေရဲ့ဒီပေါ့ကျိုးစီးပွားကိုလည်းကာကွယ်ပေးရတယ်ဒါမှရေရှည်လုပ်လို့ရဘာကြောင့်တောင်းတန်ကြီးကရေရှည်သွားရမယ်ပုံစံမှာရှိတယ်နော်ရေရှည်သွားရမယ်ဘယ်လိုခေါ်မလဲကျွန်တော်တို့တိုင်းတာအချိန်တိုင်းတာတစ်ခုတည်းသွားနေအောင်ပါဗျာအဲပုံစံမျိုးရှိတာဟုတ်အဲ့လိုမျိုးနားလည်ထားပုံရပါတယ်ကျွန်တော်တို့ကကိုစီရဲ့ဝင်းရံထောက်ခံသူတွေမို့သူ့လိုရဲ့တိုင်းကစနစ်တကျတယ်တိကျတယ်ဒါပဲလေနော်ဘာမတိုက်ခိုင်းနဲ့ကျွန်တော်ဒီလောက်ထိပြောဆိုနေအောင်ပါပဲသူ့ရဲ့လုပ်ရအခုသူရှင်းပြသွားတာပဲကျွန်တော်လည်းစဉ်းသွားမစစ်နိုင်နော်ဆိုလိုချင်တာကသူ့စီးရင်တွေကိုသူတေချာချပြထားတယ်ဘယ်လိုဆိုလာစစ်လို့ရတယ်သူပြောထားတယ်နော်လာစစ်လို့ရတယ်အဲ့တော့ခင်ဗျားတို့မယုံကြည်ရင်သွားစစ်ကြလေဟုတ်တယ်မလားဒီလောက်တိကျတဲ့သူကိုကျွန်တော်တို့ကသွားဝေဖန်လို့ရမလားပြီးတော့ NUG MOD ကသူတောက်လျှောက်စစ်နေမှာပဲနော်တောက်လျှောက်ကြည့်နေမှာပဲပြီးတော့သူကလည်းဒီစီးရင်တွေရှိနေပြီးတဲ့အခါကျတော့သူဒီ
ကောင်းဆုံးဆောင်ရွက်နိုင်တဲ့သူတယောက်ပါအဲ့တော့ခင်ဗျားတို့တော်လိုင်းသမားချင်းချင်းကတော့ဒါတစ်ချိန်မှာဟိုဘယ်လိုခေါ်မလဲအလုပ်ပုံဆိုင်ကောင်းလုပ်ကိုင်ပုံတွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့တစ်ချိန်မှာသူတမိုင်းရေးထိုးခဲ့ပါပြီနော်ကျန်တဲ့ထောက်ဖို့တွေလည်းသူ့လိုမျိုးဖြစ်တဲ့တယ်ဘာကြောင့်မလဲတူတဲ့သူကစိတ်ရှင်းတာပါဗျာနော်စိတ်ရှင်းနဲ့လူရတယ်အသူစီမှာခင်ဗျားတို့မကျေနပ်ရင်ကြိုက်တဲ့အချိန်သွားစစ်လို့ရတာပဲနော်ဒီလိုစိတ်ရင်းနဲ့အင်းနဲ့အစုနဲ့အဖွဲနဲ့နော်တေးသေးချာလုပ်နေတဲ့သူတယောက်ကခင်ဗျားတို့ဘလောက်ထိုးချကြာသွားမှာမဟုတ်သူ့ကိုခင်ဗျားတို့အတူယူပဲလို့တယ်သူ့ကိုအတူယူရမှာပါဒီကနောက်ပထမနံပါတ်1ချက်သူ့ကိုအတူယူရမှာတတ်တိဒီလောက်ထိသူ့ကိုတိုက်ခိုက်နေတာမှာပဲသူဥဆောင်သူတယောက်နဲ့နည်းနည်းပြော့မသွားဘူးဘာကြောင့်လဲတဲ့သူပြော့တော့ချင်းသူ့နောက်ကသူတွေအားလုံးဟာခံသွားရမှာပေါ့သူကလည်းမပြောအောင်လို့သူ့ကိုသူအမှန်တရားဘက်ကလည်းကာကွယ်ထားတယ်ဉာဏ်ပညာဉာဏ်သွေးဘက်ကလည်းကာကွယ်ထားတဲ့သူတယောက်ဖြစ်တယ်ဉာဏ်သွေးခင်ဗျားစကားသွားရှင်မပြောနဲ့လေကိုစီလို့မရအောင်ကျွန်တော်လည်းမလွယ်ဘူးကျွန်တော်လည်းမလွယ်ပါဘူးကိုစီနဲ့သွားပြီးနိုင်ငံရေးပေါ့စကေးလူပြောမယ်ပဲဆိုရင်တော့မလွယ်ပါဘူးဘာကြောင့်လဲတော်လေးကိုဉာဏ်သွေးနဲ့ပြေးပါပါတယ်ခေါင်းဆောင်ပိုင်းပါနော်ကျန်တဲ့ထောက်ဖို့တွေလည်းသူ့လိုမျိုးလုံနိုင်မှသာလျှင်သူ့ကိုဝေဖန်စေချင်ပါတယ်နော်အဲ့လိုမျိုးပြောရမှာဖြစ်နေ